ကိုလောက်ခဲ့တဲ့အာကုသိုလ်ကံတွေကတေချာပေါက်အကျိုးပေးမယ်တေချာပေါက်ခံစားရမယ်ဆိုလို့ရှိရင်တဲ့လောကမှာမက်ဖို့ဆိုတာအလကားပြောသွားမှာပေါ့တရားအထုတ်ခွင့်တော့ရှိမှာမဟုတ်ဘူးလေကိုလောက်ခဲ့တဲ့အာကုသိုလ်တွေကတေချာပေါက်ခံရမယ်ဆိုရင်တရားထုတ်လို့ဘာမှမထူတော့ဘူးဟုတ်တယ်မလားတရားထုတ်လို့ဘာမှမထူတော့ဘူးဥပမာအရှင်အင်္ဂလိပ်မှာလာလူတက်တဲ့ဒဏ်ကို तू ခံရမယ်ဆိုရင် तू ငရဲကြမှာ तू ရဟန္တာမဖြစ်နိုင်တော့ဘူးဟုတ်တယ်မလားအဲ့မြတ်စွာဘုရားကအာကုသိုလ်မှန်သမျှကတေချာပေါက်အကျိုးပေးမယ်လို့မပြောနိုင်ဘူးတဲ့အကျိုးပေးခွင့်ကြုံမှပေးမှာတဲ့ဟုတ်ပြီနော်အာကုသိုလ်မှန်သမျှအကျိုးမပေးနိုင်ဘူးပေးခွင့်ကြုံမှပေးမှာဟုတ်တော့ဘလို့ပုံကူမျိုးတွေပေးခွင့်ကြုံတယ်လို့မေးရင်သီလမရှိတဲ့ပုံကူတွေအကျိုးပေးခွင့်ကြုံတယ်အာကုသိုလ်နော်သီလမရှိရင်အကျိုးပေးနိုင်တယ်တခြားကြီးမားတဲ့ကုသိုလ်တွေမလုပ်ထားဘူးနောက်ဘာဝနာမရှိဘူးဆိုရင်အကျိုးပေးနိုင်တယ်တဲ့အဲ့တော့သီလထိန်းတယ်ကုသိုလ်တခြားကုသိုလ်တွေလည်းကိုအများကြီးလုပ်ထားတယ်ဟုတ်လားဒါကမေးတယ်နော်ကုသိုလ်တွေလုပ်လို့ရကုသိုလ်တွေလုပ်ထားတယ်နောက်တရားတွေလည်းထိုင်းလျာအထုတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအကုသိုလ်တွေကအကျိုးပေးခွင့်မရတော့ဘူးဥပမာအရှင်ကိုလေးပါလာကြည့်လူပေါင်းများများဆိုတာသူတက်လိုက်တယ်သူအဲ့ဒီအကုသိုလ်ကအကျိုးပေးမယ်ဆိုရင်သူဒီဘဝမှာရဟန္တာဖြစ်စရာအကြောင်းမရှိဘူးတေချာပေါက်သူငရဲကြပါဒီအကုသိုလ်အကျိုးပေးရမယ်ဆိုဒါပေမဲ့သူ့မှာကုသိုလ်ကံတွေရှိတဲ့ကြောင့်သူတရားအထုတ်လိုက်တော့ရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်သွားတော့ဟိုကံတွေကအကျိုးပေးခွင့်မရတော့ဟုတ်လားအဲ့ကြောင့်မြတ်စွာဘုရားပြောတာမှန်တယ်အကျိုးပေးခွင့်ကြုံမှပေးတယ်အကျိုးပေးခွင့်မကြုံရင်မပေးဘူးအဲ့တော့ဦးဇင်းတို့အကြောင်းမသိလို့လုပ်ခဲ့တဲ့အကုသိုလ်တွေကိုအကျိုးပေးခွင့်မရအောင်ဦးဇင်းတို့ကတိတဲ့အချိန်မှာကုသိုလ်တွေနဲ့ပြန်ပိတ်ရမယ်ဘုရားနီးလန်းပေးထားတယ်နော်တချို့ကဘုရားမှာနီးလန်းမရှိဘူးထင်နေတာဟိုခရိယန်ကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဗုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယန်ဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယန်ကပိုကောင်းတယ်လို့တချို့ကထင်တာလေမဟုတ်ဘူးဗုဒ္ဓကနီးလန်းပေးထားပြီးသားဖြစ်ပါတယ်ဗုဒ္ဓကဒီလိုဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေများများလုပ်မယ်တရားတွေအထုတ်မယ်ဆိုရင်ကိုမသိလို့ဖြစ်စေသိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်